စစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲကိုလက်မခံကြဖို့ကုလသမဂ္ဂနိုင်ငံတွေအားလုံးကိုအစလ3ရက်ကဂျနီဗာမြို့မှာပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီရဲ့58ကြိမ်မြောက်အစည်းအဝေးမှာပြည်ဆိုင်ရာလူ့ခွင့်ရေးဖွဲ့ချုပ် FIDH ကတိုက်တွန်းလိုက်ပါတယ်2020ခုနှစ်မှာရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ရသအစိုးရကိုဖျောက်ချပြီးတော့မြန်မာပြည်တွင်းမှာစစ်ကောင်စီကအကြမ်းဖက်မှုတွေတိုးမြင့်လှုပ်ဆောင်နေတာကြောင့်စစ်ကောင်စီလုံးဝရွေးကောက်ပွဲကိုလက်မခံဖို့တိုက်တွန်းလိုတာပါလို့ဆိုထားပါတယ်မြန်မာနိုင်ငံမှာနိုင်ငံရေးကျင်းသား2000ကျော်ရှိနေပြီးဖြစ်လို့အာဆီယံအနေနဲ့နိုင်ငံရေးကျင်းသားတွေပြန်လည်လွတ်မြောက်အောင်တိုးမြင့်လှုပ်ဆောင်မှုလည်းတိုက်တွန်းထားပါတယ်။ဒါ့အပြင်ရိုဟင်ဂျာတွေကလေးငယ်တွေနဲ့မျိုးသမီးတွေပေါ်မှာကြမ်းဖက်မှုတွေပြုလုပ်နေတာကိုလည်းရပ်တန့်အောင်လှုပ်ဆောင်ပေးဖို့လည်းတိုက်တွန်းထားပါတယ်။စစ်ကောင်စီကတော့2025ခုနှစ်အတွင်းရွေးကောက်ပွဲလှုပ်ဆောင်မယ်လို့ကြေညာထားပြီးတော့ရက်အတိအကျကိုတော့ထုတ်ပြန်ထားတာမရှိသေးပါဘူးခင်ဗျာ။ရန်ကုန်မြို့ဘက်ရထားလမ်းပိုင်းမှာ RBE ရထားရဲနေရာမှာစားလို့ပြေးဆွဲနေတဲ့စပိန်နိုင်ငံထုတ် DMU ရထားတွေကိုစီးနှင်းသူခီးတယ်မရှိတာကြောင့်အရှုံးပေါ်နေတယ်လို့သိရပါတယ်။ရန်ကုန်မြို့ဘက်ရထားခီးစဉ်မှာစပိန်နိုင်ငံထုတ် Diesel Electric Multiple Unit DMU ရထားတစ်တွေဟာ2024ခုနှစ်နိုဝင်ဘာလ29ရက်နေ့ကစတင်ပြီးတော့ရထား15စင်းနဲ့တရက်ကို3ကြိမ်ပြေးဆွဲပေးခဲ့တာဖြစ်ပါတယ်။အခုခါမှာတော့တစ်ချိန်သာပြေးဆွဲပြီးတော့ခီးတဲ့30ဝန်းကျင်သာရှိတယ်လို့လည်းစုံစမ်းသိရှိရပါတယ်။ခီးတဲ့စင်းမှုနေပါခြင်းဟာမြင့်တက်နေတဲ့ရထားလက်မှတ်ဈေးတွေကြောင့်လို့မြေထားတောင်ရှိသူတူကတော့နယူးဒေလီမြန်မာသတင်းဌာနကိုပြောဆိုထားပါတယ်။ရန်ကုန်မြို့ဘက်ရထားခီးစဉ်အတွင်း RBE ဂျပန်တွဲဆိုင်ရထားနဲ့ DMU ရထားစင်းကဈေးနှုန်းတွေကိုရခိုင်ကတပြေးညီသတ်မှတ်ထားပြီးတော့ခီးစဉ်တစ်ဝက်ဖြစ်တဲ့0မိုင်ကနေ15မိုင်တိ400ကျပ်နဲ့ခီးစဉ်အစားဆုံး0မိုင်ကနေမိုင်30တိ800ကျပ်ပြည့်သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။အခုခါမှာတော့စပိန်နိုင်ငံတို့ DMU ထားလက်မှတ်နှုန်းတွေကဒီဇင်ဘာလဆန်းမှာစတင်ပြီးတော့ခီးစဉ်တစ်ဝက်ကို900ကျပ်နဲ့ခီးစဉ်အစားဆုံးကို1000တိပြောင်းလဲတိုးမြင့်သတ်မှတ်ထားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ။နိုင်ငံတော်အကျဉ်းထောင်တွေမှာနိုင်ငံရေးကျင်းသားတွေရဲ့ထောင်စာပို့ခွင့်ကန့်သက်ခံရတာအတူပိတ်ပင်ခံရတာနဲ့လုံလောက်တဲ့စေဝါကုသခွင့်မရဘဲဖိနှိပ်ခံရမှုတွေကြုံတွေ့နေရတယ်လို့နိုင်ငံရေးကျင်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့မတ်လ3ရက်နေ့ကထုတ်ပြန်ထားပါတယ်။မွန်ပြည်နယ်ကြံမျိုးမြို့ကျင်းထောင်မှာနိုင်ငံရေးကျင်းသားတွေရဲ့မိသားစုဝင်တွေကပေးပို့တဲ့ထောင်စာပါဆယ်ပစ္စည်းတွေကိုတတ်မှတ်နှုန်းတိုင်းပေးပို့ခွင့်မပြုတော့ဘဲပမာဏအနည်းငယ်သာထောင်လင်းကန့်သက်ချက်တွေနဲ့တုံးခွင့်ရတဲ့အပြင်တွင်းခွင့်ရတဲ့အပြင်စာအုပ်စာပေတွေကိုလည်းပို့ခွင့်မရဘူးလို့သိရှိရပါတယ်။ရန်ကုန်တိုင်းအင်းစိန်ကျင်းထောင်မှာလည်းနိုင်ငံရေးကျင်းသားတွေဖြစ်တဲ့အသမားကောင်းဆောင်တက်လင်းအောင်တပ်ပုံသတင်းတောက်ဆိုင်းစော်တိုက်နဲ့နိုင်ဝင်းတို့ကလူခွင့်ရေးကော်မရှင်အဖွဲ့ကအကျဉ်းထောင်တွင်းကိုဝင်ရောက်စစ်ဆေးတဲ့အခါမှာအကျဉ်းသားတွေရဲ့လူခွင့်ရေးဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီးထုတ်ဖော်ပြောဆိုခဲ့မှုတွေကြောင့်ထောင်အာဏာပိုင်တွေကထောင်လင်းစစ်ကြောရေးကိုခေါ်ဆောင်ပြီးညှဉ်းပန်းနှိပ်စက်ရိုက်နှက်ပြီးတိုက်ပိတ်ခဲ့တယ်လို့လည်းသိရှိရပါတယ်။ဒါ့အပြင်ဖေဖော်ဝါရီလအတွင်းစစ်အုပ်စုကဖမ်းဆီးပြီးတဲ့နောက်အကျဉ်းထောင်တွေနဲ့ရဲစခန်းတွေမှာလုံလောက်တဲ့စေကူတာခွင့်မရရှိတာကြောင့်နိုင်ငံရေးကျင်းသား3တည်ဆုံးခဲ့ပြီးဖြစ်တယ်လို့လည်း AAPP ကတော့ထုတ်ပြန်ထားပါတယ်။အဲ့ဒီပြင်စစ်အုပ်စုကရသားပြည်သူတွေပေါ်လေကြောင်းနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်ရသားတည်ဆုံးမှုနှုန်းဟာလည်းနေ့စဉ်နဲ့မျှမြင့်တက်လျက်ရှိနေပြီးတော့AAPP ရဲ့အချက်လက်တွေရဖေဖော်ဝါရီလနောက်ဆုံးပတ်တွင်အမြင့်နဲ့တကွမှတ်တမ်းတင်အတည်ပြုနိုင်တဲ့ရသားတည်ဆုံးသူ22ဦးနဲ့အတည်ပြုဖို့လိုအပ်တဲ့ရသားတည်ဆုံးမှု10ဦးထိရှိတယ်လို့လည်းပြောဆိုထားပါတယ်ခင်ဗျာ။ယူရီမြန်မာရဲ့ညနေခင်းသတင်းစီစဉ်တွေကိုနေ့စဉ်တင်းလာနေ့ကနေစနေနေ့ထိမြန်မာစံတော်ချိန်ည9:00နာရီတိုင်းမှာတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီခင်ဗျာ။